ပေါ့နော်ရေဘယ်လောက်ကြောက်လဲဆိုတော့ပြမယ်ရှင်တို့ပြရှင်နေပြောတာပြောတာဒီမှာမွေးငါးလေးကြည့်တယ်လို့လို့သေးဘူးသူကဘိုက်စာလို့တဲ့တော့ပြောလိုက်ရေဘယ်လောက်ကြောက်လဲဆိုတာပြမယ်ရှင်တို့ဒီမှာဒါရေချိုးကန်နော်ဟိုကရေချိုးကန်ရေဘယ်လောက်ကြောက်လဲပြရေချိုးကန်နဲ့ဝင်တော့ရယ်ဟုတ်တယ်ဝင်ပါနော်မီးလေးဖွင့်လာမီးလေးပွင့်သွားဝင်တော့မယ်နော်ဝင်တော့မှာလားဝင်မယ်ဒီချိုးကလည်းဝင်မယ်အေးဟုတ်တယ်ကလေးကိုရေဘယ်သူမှမချိုးပေးဘူးနော်ဟုတ်တယ်အဲ့လိုရေကြောက်တာကြည့်ရောဝင်တော့မယ်တနာပါရဲ့ဖြစ်သွားတာလေကြောက်သွားတာဟုတ်တယ်ကြောက်သွားတာသူ့ကိုတစ်ခုလောက်တော့မယ်ဆိုရင်သူကအရန်ချွဲဆိုတော့သူ့ချွဲအောင်လုပ်တယ်သူ့ချွဲအောင်လုပ်ပြီးမှလုပ်လို့ရတာအခုကချွဲအောင်လုပ်သူရေမွတ်လို့ဒီလောက်တော်ကြာပြီ